ဒီနေ့ကတော့ဘလို့လူတွေကိုချစ်ပိုကိုင်းလေးရှိတယ်လဲဆိုတဲ့မိကိုလေးနဲ့ပတ်သက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်။လူတိုင်းချစ်ကိုင်းခံရနိုင်ပါတယ်။ဒါပေမဲ့တချို့တွေကြာချစ်ကိုင်းခံရတာနဲ့ပြီးတချို့သူတွေကြတော့ချစ်ပိုကိုင်းခံရတတ်ပါတယ်။တငယ်ချင်းတွေတခြားသူတွေနဲ့အတူတူထိုင်နေရင်ချင်းတွေဟာသူတို့ကြသိမကိုက်ပဲမိမိတယောက်တည်းကိုပဲပိုကိုင်းခံရတာမျိုးကြုံမှုကြမှာပါ။ဒါဟာဘာကြောင့်လဲဆိုရင်သစ်စီမှာချင်းတွေကိုဆွဲဆောင်နိုင်တဲ့ချင်းတွေကြိုက်တဲ့အချက်တွေရှိနေလို့ပဲဖြစ်ပါတယ်။နံပါတ်1အချက်ကတော့အယောင်ပါ။ညက်ပတ်မီထွန်းတာတော့ရုတ်တရက်မီးပြတ်သွားတဲ့အခါဘယ်ရမှမသိတဲ့ချင်းတွေတဝီဝီနဲ့ထွက်လာတတ်သလိုချင်းတွေဟာအမောင်အင်မတန်ကြိုက်ကြပါတယ်။ဒါကြောင့်အနက်ရောက်ဝတ်စားဝတ်ထားသူကိုပိုကိုက်တက်တာမဆန်းပါဘူး။ဒါအပြင်အနီရောင်အပြန်ရင်ရောင်တွေဟာလည်းချင်းတွေမျက်စိကျတဲ့အယောင်တွေဖြစ်ပြီးဒီလိုအယောင်သွေးရှိတဲ့အဝတ်စားဝတ်ထားသူကိုပိုကိုက်လေးရှိပါတယ်။နံပါတ်2ကတော့သွေးမျိုးအစားချင်းတွေထဲမှာလည်းသူတို့ကြိုက်တဲ့သွေးမျိုးအစားရှိပါတယ်။သွေးထဲမှာရှိတဲ့ပရိုတင်းကိုချင်းဦးရတဲ့နေရာမှာအသုံးချရတာကြောင့်ပရိုတင်းများတဲ့သွေးဖြစ်လေချင်းပိုကြိုက်လေဖြစ်ပါတယ်။ဒီတော့ဘယ်မျိုးအစားကိုချင်းတွေကိုကြိုက်ကြလဲ။ကန်ထိုးသူတွေကတော့ဦးသွေးပတ်ရှင်တွေပဲဖြစ်ပါတယ်။ဦးသွေးပတ်ရှင်တွေဟာအခြားအမျိုးအစားသွေးပတ်ရှင်တွေထက်ပိုပြီးချင်းကိုက်ခံရတတ်ပါတယ်။ချင်းတွေကြိုက်တဲ့နံပါတ်3အချက်ကတော့ကာဗွန်ဒိုင်အောက်ဆိုက်ပါ။လူတွေအသက်ရှူထုတ်လိုက်တဲ့အခါမှာထွက်ပေါ်လာတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကိုချင်းတွေကအင်မတန်အာရုံခံနိုင်ပါတယ်။အကွာဝေးပေ160ကနေကိုအာရုံခံသိနိုင်စွမ်းရှိပြီးအဲ့ဒီလူရှိရာကိုအရောက်လာနိုင်ပါတယ်။ဒါကြောင့်အခြားသူတွေထက်အသက်ရှူထုတ်နှုန်းပိုများပြီးကာဗွန်ဒိုင်အောက်ဆိုက်များများထွက်တဲ့သူတွေနာချင်းတွေများများပိုဝင်နေတာပါ။ဥပမာလူကောင်ကြီးတဲ့သူတွေနဲ့ကိုယ်ဝန်ဆောင်တွေပါ။ကိုယ်ဝန်ဆောင်တွေဟာတမန်အမျိုးသမီးတွေထက်အသက်ရှူနှုန်းပြန်များ20ရာခိုင်နှုန်းလောက်ပိုမြန်လို့ပဲဖြစ်ပါတယ်။နံပါတ်4ကတော့ကိုယ်ပူချိန်များခြင်းချွေးထွက်များခြင်းပဲဖြစ်ပါတယ်။ချင်းတွေဟာကာဗွန်ဒိုင်အောက်ဆိုက်တစ်မျိုးကိုပဲအာရုံခံနိုင်တာမဟုတ်ပါဘူး။ချွေးထဲမှာပါတဲ့လက်တစ်အက်ဆစ်၊ယူရင်းအက်ဆစ်၊အမိုနီးယားစတဲ့ဓာတ်တွေကိုလည်းအာရုံခံနိုင်ပါတယ်။သုတေသနတွေအရချင်းတွေဟာပြင်းထန်တဲ့လှုပ်ရှားမှုကြောင့်ကိုယ်ပူချိန်တက်ပြီးချွေးထွက်နေတဲ့သူတွေကိုပိုပြီးသဘောကျနေတဲ့ကြောင့်သိရပါတယ်။ဒါကြောင့်ကိုယ်ပူချိန်များပြီးချွတ်တဲ့တန်တဲ့သူတွေဟာဆိုရင်တခြားသူတွေထက်ချင်းကိုက်ခံရနိုင်ခြင်းပိုများပါတယ်။ချင်းတွေကြိုက်တဲ့နံပါတ်5အချက်ကတော့အရက်ဘီယာပဲဖြစ်ပါတယ်။သုတေသနတွေအရအရက်ဘီယာအတောက်များလေချင်းကိုက်ခံရနိုင်ခြင်းပိုများလေလို့သိရပါတယ်။အရက်ဘီယာတောက်ခြင်းနဲ့ချင်းပိုကိုက်ခံရခြင်းကြောင့်ဆက်နွယ်မှုအတိအကျကိုတော့မသိရသေးပါဘူး။ဒါပေမဲ့အရက်ဘီယာတောက်သုံးပြီးနောက်အရက်ပြားအပူချိန်တိုးလာမှုနဲ့ချွတ်တဲ့အခါချွေးထဲမှာအီသနောပမာဏများလာမှုတွေကြောင့်ဖြစ်နိုင်တယ်လို့သုံးသပ်ထားပါတယ်။ခြေကိုက်ပိုခံရနိုင်တဲ့နံပါတ်6အချက်ကတော့တကိုယ်ရည်သက်ရှင်မှုအားနည်းလို့ပဲဖြစ်ပါတယ်။တကိုယ်ရည်သက်ရှင်မှုအားနည်းတဲ့အခါအရည်ပြားပေါ်မှာဘက်တီးရီးယားပိုးမွှားတွေများနေနိုင်ပါတယ်။ချင်းတွေဟာဘက်တီးရီးယားပိုးမွှားတွေများတဲ့သူကိုပိုသဘောကျနှိမ့်ချိုက်တဲ့အတွက်တကိုယ်ရည်သက်ရှင်မှုအားနည်းပြီးအရည်ပြားပေါ်မှာဘက်တီးရီးယားပိုးတွေများနေတဲ့သူတွေဟာဆိုရင်ခြေကိုက်ပိုခံရနိုင်ပါတယ်။အခုဆိုရင်တော့ဘလို့လူတွေကိုချစ်ပိုကိုက်လဲဆိုတာသိရှိသွားကြပြီထင်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဒီဗီဒီယိုလေးဟာမိမိနဲ့မိမိပတ်ဝန်းကျင်အတွက်အကျိုးစုံတရားရစေမယ်ဆိုရင် like and share လေးလုပ်ပေးခဲ့ပါဦးနော်။ဗီဒီယိုတင်တိုင်းမြင်သိရအောင် channel လေးကို subscribe လုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ပြီးဘေးကခေါင်းလောင်းလေးကိုလည်းဖွင့်ထားဖို့မမေ့ပါနဲ့နော်။ပရိသတ်ကြီးအားလုံးကျမ်းမာပျော်ရွှင်ပြီးတာယာလက်ပါတဲ့နေ့ရက်များစွာကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။